ကျန်တာပရိသတ်သမီးများအနေနဲ့ဘာပဲလုပ်လို့ဆုံးဖြတ်ထားတဲ့အတိုင်းနောက်မဆုတ်ပဲရဲရဲလုပ်ပါဒီကာလမှာစိတ်ပင်ပန်းမယ်ဒါပေမဲ့ပင်ပန်းတော့အကျိုးခံစားရမယ်မြေမှန်ဖန်ပေးနဲ့အထည်လုပ်ငန်းရေရနာလုပ်ငန်းတွင်းတွက်လုပ်ငန်းစသဖြင့်ဒီကာလမှာပစ္စည်းပြောက်ရှာတာတွေဆုံးရှုံးတာမျိုးတွေဒီကိစ္စတွေပေါ်မှာအခြေတည်ပြီးတော့ငွေကြေးဆုံးရှုံးမှုတစုံတရာဖြစ်နိုင်ပါတယ်ဆရာတော်မအကြီးကဲမဆာကူညီဆောင်ရှောက်မဲ့ကိန်းလေးရှိတယ်မိတ်ဆွေပေါင်းတင်တငယ်ချင်းတွေအနေနဲ့ကူညီဖေးမတာမျိုးတွေကြုံတွေ့ရမယ်နောက်တစ်ခုရှိတာကပြိုးရွယ်သူလူပြိုလူလွတ်ပြအနေနဲ့ဆန်းအရန်ပွင့်ပြီးတော့လက်ပါပိတ်သွားနိုင်တဲ့အနေအထားဖြစ်နိုင်ပါတယ်ဂရီတစ်ခုကိုပေးပြီးရင်တက်နိုင်သမျှတီအောင်စူးစမ်းပါဂရီပြတ်တဲ့အခါမှာအမှားယွင်းတွေကြုံတွေ့ရတာမျိုးဖြစ်နိုင်တယ်ရွှေထွက်ကိန်းရွှေပြောက်ကိန်းလေးလည်းရှိလို့ပစ္စည်းအထားအသူလေးတွေသတိထားပေးစီချင်ပါတယ်ဥစ္စာဒနာတိုးပွားမယ်ပြောခဲ့သလိုပဲလှုပ်တလောက်အကျိုးခံစားမှာဖြစ်တဲ့အတွက်ကြောင့်ရှေ့မှာမိတ်ဆွေတို့စူးစမ်းခဲ့တယ်အကျိုးမြတ်မခံစားရဘူးပင်ပန်းခဲ့တယ်အရာမထင်ခဲ့ဘူးအလုံးလောက်ခဲ့တယ်ပင်ပန်းနေဘာမှဖြစ်မလာဘူးဒီအရာတွေအကုန်လုံးဟာဒီကာလမှာအကျိုးရလက်ခံစားရမယ်လားပဲဖြစ်ပါတယ်စက်ပစ္စည်းများမကြာခဏပြတ်တာမျိုးတွေဖြစ်တတ်တယ်အိမ်မှာရှိတဲ့လျှက်စစ်ပစ္စည်းပေါ့နော်ဖြစ်တတ်တယ်တပားသူအတွက်ကိုယ်တိုင်ကျမ်းမာရေးမကောင်းတာမဟုတ်ဘဲနဲ့တပားသူအတွက်စေးရုံစေးကမ်းမကြာခဏရောက်မဲ့ကံလေးရှိတယ်ပေါ့နော်ရွှေထွက်ပြီးသွားပြီဆိုရင်ရွှေပြန်ဝင်လာမဲ့ကံလေးလည်းဒီမှာတွေ့နေရပါတယ်အဂျင်စီသစ်တွေအကောင့်ထဲပေါ်ပြမယ်စိတ်ပူစရာကောင်းတာတစ်ခုကအစိတ်ရှိသောတတ္တဝါတွေကိုဂယုစိုက်ပါနာမည်ကောင်းသတင်းကြော်ကြားမယ်သတိထားရမယ့်အရာတစ်ခုကအချိန်အခါမဟုတ်အနောက်အရက်ကိုခရီးမသွားရပါဘူးရှင်သွားလာတဲ့အခါမှာလည်းတဦးတယောက်တည်းလွတ်လွတ်ကျွတ်ကျွတ်သွားတာမျိုးမလုပ်ရဘူးအဖော်ပါမှအဆင်ပြေမယ်ပေါ့နော်မဟုတ်ရင်ရန်ပြုတ်ခံရတာမျိုးလူမှားတိုက်ခိုက်ခံရတာမျိုးတွေဖြစ်နိုင်ပါတယ်စီယောဂအစာစိတ်သိင်ယောဂအစိတ်ရှိသောတတဝါများကြိုက်ခဲခြင်းစသဖြင့်ဒီအရာတွေကိုခံစားရနိုင်တယ်မကြာခဏအာယုံကြောနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမြင်မကြည်လင်တာမျိုးတွေမျက်ရိုးကြိုက်တာမျိုးတွေနောက်ကျောထိုးတာမျိုးတွေလည်းခံစားရနိုင်တယ်မျက်စိယောဂလည်းခံစားရနိုင်လို့မိမိရဲ့အမြင်အာယုံနဲ့ပတ်သက်ပြီးဂရုစိုက်စေချင်ပါတယ်နေအိမ်မှာကွဲအပ်နေသောပကံလုံးတွေပကံများတွေရှိနေတယ်ဆိုလို့ရှိရင်လည်းစွန့်ပစ်လိုက်ပါဆက်ပြီးတော့အသုံးပြုခြင်းမပြုပါနဲ့ရှင်ရေရအနေနဲ့သစ္စာပတ်ဘယ်အယောင်မဆိုမိမိရဲ့နေအိမ်ဖျားမှာမကြာခဏလှူပေးပါမိတ်ဆွေတို့ကဈေးဆိုင်ဒါမှမဟုတ်ရုံးကန်အလုတ်ခန်းတည်တဲ့ရှိတဲ့သူဆိုလို့ရှိရင်အလုတ်ဇပွဲအေကန်းစတီဇပွဲတွေပေါ်မှာဖန်အကြည့်အောင်အိုးလေးတစ်ခုထဲမှာအောင်တပြေတညွတ်သစ္စာပန်းတစ်ခတ်ထိုးပြီးတော့ထားပါပေါ့နော်ဒီနေရာမှာတော့အနီရောင်ကိုရှောင်ပေးရပါမယ်ကန်နေလက်တွေစမ်းနေပွင့်ပြီးတော့လုပ်ငန်းကိုင်ငန်းတွေအရင်ထပ်ပို့ပြီးတော့အဆင်ပြေလာပါမယ်ရှင်တကြီးရွယ်ကိုဘိုးဘွားတွေကိုဆေးဝါးလှူဒန်းပေးပါခလေးတငယ်များအထူးသဖြင့်ခက်ခဲခဲဆော့တတ်တဲ့ခလေးလေးတွေကိုတကြားလုံးတကြားခဲနဲ့ချိုတဲ့အရာများဒါနပြုပေးပါရှင်အကျိုးပေးကဏ္ဍတွေအနေနဲ့သုံးလို့ရတာကတော့4338ဖြစ်ပါတယ်ကန်ဆာတာဆဲလက်တွေပွင့်အောင်လို့မိတ်ဆွေတို့အနေနဲ့အဖြူဆွတ်ဆွတ်အပြာနုလွင်နဲ့ပန်းခရမ်းခပ်ဖြောဖြောလေးကိုပေါ့နော်အသုံးပြုပေးခြင်းအပြင်ကန်ဆာတာဆဲလက်တွေပွင့်စီမှာပဲဖြစ်ပါတယ်ရှင်